အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျမရှန်ခောက်ဆွဲလေးဝယ်စားဖြစ်ပါတယ်တပွဲကို3000ဖြစ်ပါတယ်ရှင်ပြီးတော့ထမင်းလေးနဲ့စားပါမယ်ဒါကတော့ဆိုင်ကပေးတဲ့မုန်ရင်ချင်းလေးပါအရင်ဦးဆုံးဆုတောင်းပါတယ်ရှင်ပြီးတော့ရင်တော့ရှန်ခောက်ဆွဲလေးကိုနေပါတယ်နေပြီးတော့စားပါမယ်ရှင်ကျွေးပါနဲ့တော့စားပါမယ်ရှင်ရတာလေးကကောင်းနေတာပဲရမ်းကြိုက်တယ်ရှန်ကောက်ဆွဲကြိုက်ကြလားကျမတို့ရမ်းကြိုက်ပါတယ်ရှင်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်ဆိုင်နဲ့ကုန်သွားပါပြီဒီဗီဒီယိုလေးကိုကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်